လွန်ခဲ့တဲ့နှစ်ပေါင်း800လောက်ကဝမ်းနည်းစရာအဖြစ်အပျက်လေးတစ်ခုဟာဖြစ်ပေါ်သွားခဲ့ပါတယ်။တောနဲ့ထဲမှာရှိတဲ့ဂူတစ်ခုတည်းကမင်းသမီးလေးရဲ့တနာစရာကောင်းတဲ့တေဆုံးခြင်းကမမေ့နိုင်စရာတဏှာရီတစ်ခုဖြစ်လာခဲ့ပါတယ်။တားမြစ်ထားတဲ့ကြားကချစ်မိသွားချိန်မှာသူတို့နှစ်ယောက်ဘယ်လိုဆုံးဖြတ်ကြမလဲ။တော်ဝင်မင်းသမီးလေးနဲ့တမန်စစ်တီကြားကအချစ်ဇလံကဘယ်လိုအဆုံးသတ်သွားမလဲ။ချစ်သူကိုစောင့်ဆိုင်းနေတဲ့မင်းသမီးလေးရဲ့ဂူဆိုတဲ့နာမည်ဖြစ်ပေါ်လာတဲ့ခြေကွဲစရာတပိုင်းကြောင်းကဒီလိုဖြစ်ပေါ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်800တုန်းကခေတ္တရတိုင်းပြည်ကြီးမှာဘုရင်ကြီးတစ်ပါးစိုးစံနေတော်မူပါတယ်။သူ့မှာအရန်လှပတဲ့မိဖုရားကြီးတစ်ပါးလည်းပိုင်ဆိုင်ထားပြီးတော့သမီးတော်လေးတစ်ပါးလည်းရှိတဲ့အကွယ်။သမီးတော်လေးရဲ့နာမည်ကစောမွန်လာလို့ခေါ်ပြီးနူးညံ့သိမ်မွေ့ကအရန်ကိုလှပပါတယ်။စောမွန်လာလေးကိုရန်ရီတော်တွေကအမြဲမပြတ်ခါစားပြီးခြေမွေးမိမလောက်လက်မွေးမိမလောက်နေရတဲ့ဘဝမှာဆန်စားရပါတယ်။တော်ဝင်မိသားစုဟာနန်းတော်ထဲမှာဘာအပူအပင်းမှမရှိဘဲနေကြရတာပေါ့ကွယ်။တနေ့မှာတော့ဘုရင်ကြီးကအစေခံလေးခြံရံပြီးခတ်တရားပြည်တဲ့ကိုမင်္ဂလာလီတော်နဲ့အပန်းပြေထွက်လာပါတယ်။ဘီဘီယာနဲ့သမီးတော်လေးကိုပါအတူခေါ်လာခဲ့တာပေါ့။တနေရာရောက်မှာတော့လေပင်တွေတိုက်ကမိုးတွေတဲတဲတန်ရွာလာပါတော့တယ်။မြေပင်လည်းလှိုင်းနေထလာပြီးမင်္ဂလာလီတော်ကြီးလည်းတိတ်မှုတ်သွားခဲ့ရပါတယ်။အစေခံတွေလည်းလှိုင်းလီတွေကိုအန်တုပြီးဘုရင်ကြီးနဲ့မိဖုရားကြီးကိုရအောင်ကယ်တင်လိုက်ပါတယ်။မင်းသမီးလေးစောမွန်လာကတော့ကယ်တင်တဲ့သူမရှိတာကြောင့်ရေစီးနဲ့အတူမျိုးပွားသွားရှာတာပေါ့ကွယ်။အဲ့ဒီအချိန်မှာပဲမျိုးသားစစ်တီတော်လေးတအူးကမြစ်ထဲကိုအရင်စွန်ပြီးခုန်ချကာမြေအောင်ကျမ်းမြင့်တီနှိမ့်မြုပ်သွားရှာတဲ့မင်းသမီးလေးကိုကယ်တင်လိုက်ပါတော့တယ်။မျိုးဆောင်စစ်သူတွေလည်းလှိုင်းလီတွေကိုအန်တုပြီးမင်းသမီးလေးကိုပွေ့ချီကကန်းဆက်ကိုခေါ်သွားခဲ့ပါတယ်။အသက်ဘေးကလွတ်မြောက်သွားတဲ့မင်းသမီးလေးရဲ့စစ်သူလေးရဲ့နာမည်ကိုမေးကကျေးဇူးရှင်တကားဆိုခဲ့ပါတယ်။သူနှစ်ယောက်စကားပြောနေကြတော့မှပဲအစီကန်တွေအပြေးလွှားရောက်လာကြပြီးမင်းသမီးလေးကိုနန်းတော်စီကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့မင်းသမီးလေးလည်းနန်းတော်စီကိုဘေးကင်းကင်းနဲ့ပြန်ရောက်သွားလီတော့တာပေါ့ကွယ်။ဒါပေမဲ့လည်းအဲ့ဒီနေ့ကစပြီးစစ်တီလေးနဲ့မင်းသမီးလေးရဲ့အရင်ထဲမှာအချစ်ပန်းတွေကတော့ပူးပွင့်လာခဲ့ပါတယ်။မင်းသမီးလေးကလည်းသူမအသက်ကိုကယ်တင်ပေးခဲ့တဲ့ရဲရဲနဲ့စစ်သူလေးကိုချစ်မိသွားသလိုစစ်တီလေးကလည်းတော်ဝင်ပန်းလေးကိုမုံမွယ်ရဲနဲ့မျှော်မှန်းမိရှာတာပေါ့ကွယ်အချိန်နေကြာတာနဲ့အမျှသူတို့နှစ်ယောက်ရဲ့အချစ်တွေလည်းတိုးလာပြီးလှုပ်ဝက်စာတွေပို့ကချစ်တော်လာတွေလဲလှယ်ကြတဲ့အဲ့ဒီလိုကနေအစ်စ်နေတက်လာကြပြီးမကြာခဏဆိုသလိုမင်းသမီးလေးရဲ့အိတ်ဆောင်မှာချင်းတွေ့ပြီးချီရီလူးကြတာပေါ့ကွယ်ဒီလိုနဲ့နေတာလိုက်တာတနေ့မှာတော့မင်းသမီးလေးမှာကိုဝင်ရှိလာတာပေါ့ကွယ်ကိုဝင်ဆောင်လက္ခဏာတွေပြလာတော့ဘလို့မှဖုံးငယ်မရတော့ပဲခံပြီးတော့ဖြစ်သူလေသူတို့နှစ်ယောက်ရဲ့အချစ်ဇလံကိုတီးသွားရှာတာပေါ့ဒေါသဆက်သွားတဲ့ဘုရင်ကြီးလည်းတော်ဝင်မိသားစုကိုအဆက်ခွဲတဲ့တပီးတော်ကိုအပြစ်ပေးတဲ့အနေနဲ့လမ်းဆောင်ထဲမှာပဲအကျဉ်းချထားတာပေါ့ကွယ်နေလင်းအောင်ကိုတော့မမြင်အောင်ပိတ်လောင်ထားတာပေါ့ကွယ်စစ်တီလေးတို့ကိုလည်းပြင်းညံထန်ပေးလိုက်တဲ့ကွယ်ရက်တေလာတွေကြော်လွန်သွားတဲ့အခါမှာတော့မင်းသမီးလေးလည်းကိုဝင်အရှိအမှန်နဲ့ဝေးဖွားကနီးဖြစ်လာပါတော့တယ်ကွယ်ပြင်းညံထန်ပေးခံရတဲ့တို့လည်းဇနီးနဲ့ကလေးကိုတွေ့ချင်တာကြောင့်လမ်းတော်ထဲကိုဝင်ဖို့ကြံစီပါတော့တယ်ညတညမှာတော့အဝင်ကောင်းကိုစောင့်နေတဲ့တို့လည်းမင်းဖြူတစည်းကိုစီးပြီးချစ်ရတဲ့မင်းသမီးကိုလမ်းတော်ထဲကနေခေါ်ထုတ်လာတာပေါ့ကွယ်သူတို့နှစ်ယောက်လည်းထွက်ပြေးလာတာကိုဘုရင်ကြီးကတိမှဆိုးတာကြောင့်တညာလုံးမယမနာခရီးနှင်လာပါတော့တယ်မိုးသားချိန်ရောက်တဲ့အခါမှာတော့မင်းမြူကြီးလည်းခရီးပန်းကလဲကျတည်ဆုံသွားပါတော့တယ်အဲ့ဒါနဲ့ပဲချစ်သူနှစ်ယောက်ကလည်းလမ်းလျှောက်ကခရီးဆက်ခဲ့ကြတာပေါ့လမ်းတော်ထဲမှာတော့သမီးတော်ပျောက်သွားတာကိုသိသွားတဲ့ဘုရင်ကြီးကအနက်တော်တော်တော်ဆူရှာခဲ့ပါတယ်ဒါကြောင့်မို့နှစ်ယောက်လုံးကိုအသေးရရအရှင်ရရဖမ်းဆီးလာဖို့စစ်တီတွေကိုအမိန်ပေးလိုက်ပါတော့တယ်စစ်တီတွေလည်းအပူတပင်းနဲ့လိုက်ရှာကြတာတနေ့မကုန်ခင်မှာပဲမင်းသမီးလေးတို့နှစ်ယောက်ကိုတွေ့သွားကြတာပေါ့ကွယ်မင်းသမီးလေးတို့ကထွက်ပြေးတာကြောင့်မြားနဲ့ပြစ်ကပန်းဖို့လောက်ကြလေတယ်တို့လည်းချစ်သူကိုလုံခြုံတဲ့နေရာမှာပုံနေခိုင်းပြီးစစ်တီတွေနဲ့ရင်ဆိုင်ဖို့လှုပ်လိုက်တဲ့အဲ့အချိန်မှာစစ်တီတယောက်ကတို့ကိုမြားနဲ့ပစ်လိုက်တာကိုမင်းသမီးလေးကနင်ကဝင်တားလီတော့တာပေါ့ကွယ်တို့ကတော့မြားနဲ့ထိမဲ့ပေးကလွတ်သွားခဲ့ပေမဲ့မင်းသမီးလေးကတော့ရင်အောင်ကိုမြားနဲ့ထိမှန်ကလဲကျသွားပါတော့တယ်တို့လည်းမင်းသမီးလေးကိုပွေ့ချပြီးနီးစပ်ရာလှိုင်းကိုတစ်ခုကိုဝင်ပုန်းနေရှာနေတယ်
ဒါပေမဲ့လည်းတန်ရာပြင်းလွန်းလာတာကြောင့်မင်းသမီးလေးရဲ့အသက်ရှူတန်းတဖြည်းဖြည်းပျော့တော့လာတာပေါ့ကွယ်တေဆုံးရမယ်ဆိုတာကိုသိနေတဲ့မင်းသမီးလေးလည်းသူမကိုထားခဲ့ပြီးတယောက်တည်းလွတ်အောင်ပြေးဖို့ချစ်သူကိုမှားတဲ့သူတို့ကတော့အဲ့ဒါကိုလက်မခံပဲအနောက်ကလိုက်လာတဲ့စစ်သူတွေကိုရှင်းလင်းတော့ရနဲ့မင်းသမီးလေးကိုကူးတာပေးမယ်ဆိုပြီးတော့ခတီပေးလိုက်ပါတော့တယ်မင်းသမီးလေးလည်းတတို့ပြန်လာတဲ့အချိန်ဒီအာတယ်မီစောင့်နေပါမယ်လို့ဝေဒနာကိုအန်တူရင်ခရီးစကားပေးတဲ့ကွယ်နှစ်ယောက်သားဂရီတွေအပြန်လန်ပေးပြီးချိန်မှာတော့တတို့လည်းစစ်တီတွေနဲ့ရင်ဆိုင်ဖို့လှိုင်ကိုတဲကနေပြေးထွက်သွားပါတော့တယ်ဒါပေမဲ့လည်းအင်အားချင်းမမျှတာကြောင့်စစ်တီတွေရဲ့လက်ထဲမှာဒဏ်ရာတွေနဲ့တေဆုံးသွားရှာတာပေါ့ကွယ်သူဂရီပေးထားတဲ့အတိုင်းချစ်ရတဲ့သူစီကိုပြန်လာနိုင်ရှာတော့ဘူးပေါ့ကွယ်ကိုထဲမှာကြံခဲ့တဲ့မင်းသမီးလေးကတော့လှိုင်ကိုဝါကိုအားတင်းပြီးသွားကချစ်သူပြန်အလာကိုနာကျင်စွာမျှော်နေရှာတာပေါ့အဲ့လိုမျှော်နေရင်းနဲ့ပဲမင်းသမီးလေးလည်းမြားစိတ်တက်ကတေဆုံးသွားရပါတော့တယ်တေဆုံးသွားတဲ့မင်းသမီးလေးရဲ့အလောင်းကတော့ကြောက်ရွံ့ဖြစ်သွားပြီးယနေ့အချိန်ထိချစ်သူစစ်တီလေးတတိုးကိုသူမစီပြန်လာမှာကိုစောင့်နေစေဖြစ်တဲ့ကွယ်အချစ်ကြီးလုံးတဲ့ချစ်သူနှစ်ယောက်ရဲ့စတန်လေးကတော့ကြေကွဲစရာပြည့်နေပါတော့တယ်ခမီးတော်ဘရင်ကြီးသားမာနတွေကိုလျှော့လိုက်မယ်ဆိုရင်ပျော်ရွှင်စရာအဆုံးသတ်လေးဖြစ်သွားနိုင်ပေမဲ့အခုတော့ဗန်းဆွေးစရာဒဏ္ဍာရီလေးတစ်ပုဒ်ဖြစ်တာကြံရှိနေခဲ့ပါတော့တယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုအပ်ပါတယ်ကျွန်တော်နာမည် K စင်းပါနေ့ရက်တိုင်းမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ